တခါတလေမှာတဲ့အနေနဲ့ပင်ပန်းနေလို့ခံစားနေရတာတွေကတကယ်တမ်းရေဓာတ်ခမ်းခြောက်နေတာမျိုးတွေဖြစ်နိုင်နေပါတယ်။ဟုတ်ပါတယ်လူအများစုကမနက်နိုးတာနဲ့အရင်ဆုံးကော်ဖီကိုပဲပြေးကင်တတ်ကြတာလေ။ဒါပေမဲ့တခုရှိတာက9နာရီလောက်အိပ်ဆက်ပြီးတဲ့အခါမှာတဲ့ရဲ့အုံနောက်ကရေဓာတ်တွေအများကြီးခမ်းခြောက်သွားပါတယ်။ရေဓာတ်တွေနည်းနည်းခမ်းခြောက်တာကတည်းမဲ့တဲ့ရဲ့အာယုံဖူးဖိုက်မှုနဲ့စွမ်းအင်တွေကိုထိုးပြီးတော့ကျဆင်းသွားစေနိုင်ပါတယ်။အဖြေကတော့ရိုးရိုးလေးပါပဲ။ကော်ဖီမတောက်ခင်မှာရေတဖန်ခွက်အပြည့်တောက်တာပဲဖြစ်ပါတယ်။လေ့လာမှုတွေအရဆိုရင်10မိနစ်လောက်လမ်းလျှောက်တာဒါမှမဟုတ်ရေတောက်တဲ့သူတွေကကဖင်းဓာတ်ကိုအားကိုးတဲ့သူတွေထက်စွမ်းအင်ပိုရှိရလို့ခံစားရတယ်လို့ဆိုပါတယ်။နောက်ပြီးဆုံးရင်စားဖို့ကောင်းတဲ့အချက်တစ်ခုကတော့သင်အနေနဲ့မနက်ခင်းမှာရေဓာတ်ကိုပြည့်ပြည့်ဝဝဖြည့်တင်းပြီးမှဆိုရင်နေ့လယ်2နာရီလောက်မှာဖြစ်တတ်တဲ့အားရင်ကုန်ခန်းတာငိုင်မီးတာမျိုးတွေလည်းတက်တာသွားတာကိုတွေ့ရပါလိမ့်မယ်။စွမ်းအင်ဆိုတာမျိုးကခန္ဓာကိုယ်ကိုအသေးနှိုးဖနေဖို့မဟုတ်ပါဘူး။အခြေခံအချက်တွေကိုပဲဉာဏ်ရှိရှိလုပ်ဆောင်နိုင်ဖို့လိုတာပါ။သင်အနေနဲ့မနက်ဖြန်မနက်မှာဒါကိုစမ်းကြည့်လိုက်ပါ။ပြီးရင်ဘယ်လိုနေလဲဆိုတာကျွန်တော်ကို comment မှာပြန်ပြီးပြောပြပေးသွားပါအောင်နော်။တကယ်အလုပ်ဖြစ်တဲ့တခြားစွမ်းရည်မြင့်တင်ပေးနိုင်တဲ့အလေးကျင့်ကောင်းတွေကိုသိနိုင်ဖို့အတွက်ဆိုရင်ဗီဒီယိုအပြည့်အစုံကိုလည်းဖတ်ကြည့်လိုက်ပါအောင်နော်။